လူကြီးမင်းတို့အနေနဲ့ channel မှာတက်ရှိလို့ရင်အစင်းရောင်အနီရောင်နဲ့အညိုရောင်တို့ပေါင်းစပ်ထားတဲ့ဘောက်ဖက်တစ်ကောင်တွေ့ပြီဆိုရင်လွတ်မပြစ်ပဲနေကြောက်လှမ်းထားဖို့အကြံပြုကြပါတယ်အာဖရိကဆိုတာတဘာဝနဲ့ထူးခြားပြီးလူတည်နေတဲ့အစားအစာများစွာရှိတဲ့နေရာတစ်ခုပါဒီနေ့စိတ်ဝင်စားစရာကောင်းတဲ့အာဖရိကရဲ့အစားအစာတစ်မျိုးနဲ့လူကြီးမင်းတို့ကိုမိတ်ဆက်ပေးပါမယ်မိုပါနေပိုးပဲဖြစ်ပါတယ်အာဖရိကတောင်ပိုင်းဒေသတွေမှာအဓိကစားသုံးတဲ့ရိုးရာအစားအစာတွေဖြစ်ပါတယ်မိုပါနေပိုးဆိုတာတည့်ရတက်ခတ်တို့စားတော့ပြီးနေထိုင်တဲ့ပေါက်ဖက်တစ်မျိုးပဲဖြစ်ပါတယ်အနီရောင်အစင်းရောင်အညိုရောင်နဲ့ပေါင်းစပ်ထားတဲ့အင်ဆက်ကောင်တစ်မျိုးပါဇင်ဘာဘွေဘော့ဆွာနာတောင်အာဖရိကနဲ့မီဘီယာတို့မှာအဓိကစားသုံးကြပါတယ်ပရိုတိန်းပမာဏအများအပြားပါဝင်ပြီးကယ်လ်ဆီယမ်တန်တဲ့ဗီတာမင် B12 လည်းပါဝင်တာကြောင့်ကျန်းမာရေးအတွက်အများဆုံးအထောက်အကူပြုတယ်လို့လည်းဆိုကြပါတယ်။ဘူပါနီပိုးကိုစားမယ်ဆိုရင်အတွင်းအဆစ်အချို့ဖယ်ထုတ်ပြီးအရင်ဆုံးနေချောက်လှမ်းရပါမယ်။ဒေဇာဖြစ်စားသုံးကြပါတယ်။အချို့ကစားချက်သွန်မျိုးဒီတကြားလို့ထည့်ပြီးဟင်းဖြစ်ချက်စားကြတယ်။ဘူပါနီပိုးရဲ့အရသာကချက်သားနဲ့ငချောက်ရတာပေါင်းစပ်ထားတယ်လို့ထူးခြားတဲ့အရသာရှိရလို့လည်းဆိုကြပါတယ်။အဲဒီဒေသကိုခီးသွွားတဲ့ဧည့်သည်တွေအတွက်စိတ်ဝင်စားမှုအများဆုံးနဲ့အကောင်းဆုံးစားစာလို့လည်းဆိုကြပါတယ်။ဒီလိုထူးဆန်းပြီးလူတည်နေတဲ့အစားအစာဖြစ်တဲ့ဘူပါနီပိုးဟာအာဖရိကရဲ့ရိုးရှင်းတဲ့တဘာဝနဲ့ဒလိထူးခြားချက်တွေကိုဒီနေရာထဲမှာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ဒီလိုအစားအစာတွေကြောင့်အာဖရိကဟာစိတ်ဝင်စားစရာကောင်းတဲ့အစားအသောက်ပညာရေးနယ်ပယ်တစ်ခုဖြစ်ဒီနေ့တိုင်ရှိနေတယ်ပါ။လူကြီးမင်းတို့အနေနဲ့ channel မှာတက်ရှိလို့ရင်အစင်းရောင်အနီရောင်နဲ့အညိုရောင်တို့ပေါင်းစပ်ထားတဲ့ဘောက်ဖက်တစ်ကောင်တွေ့ပြီဆိုရင်လွတ်မပြစ်ပဲနေကြောက်လှမ်းထားဖို့အကြံပြုကြပါတယ်ဟုတ်ကဲ့ပါဒါကတော့အာဖရိကရဲ့လူတည်နေပြီးထူးဆန်းတဲ့အစားအစာတစ်မျိုးအကြောင်းပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုနောက်ထပ်လည်းတင်ဆက်ပေးဦးမှာဖြစ်လို့ like and subscribe လုပ်ခဲ့ဖို့အကြံပြုချင်ပါတယ်